Hello အားလုံးပဲမင်္ဂလာပါရှင်ချို့လေဒီ electronic ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဗောနော်တာရှင်းဘယ်လိုလုပ်လဲလို့မေးထားကြတဲ့သူတွေအများများလာလို့ချို့ဒီဗီဒီယိုလေးရိုက်ပေးလိုက်တာဗောနော်ချို့ကကြတော့ဒီနေတိုင်းသုံးနေတဲ့ဒီ phone တို့ iPad တို့ iPhone တို့ဗောနော်ဒီ remote control တို့နောက်ပြီးလို့ရှိရင်အိမ်မှာရှိတဲ့လျှက်စစ်ပစ္စည်းတွေဗောနော်ဒီ TV တို့ပါလို့ဆိုရင်ချို့ကဒီဘာပစ္စည်းကိုတုံးတဲ့ safe လည်းဖြစ်တယ်ပြီးလို့ရှိရင်ဒီပို့လည်းတတ်စေတယ်ဆိုတော့ချို့အဓိကတော့အရစ်ပြန်ပေါ့နော်အရစ်ပြန်ကိုပဲတုံးတယ်ဒီအရစ်ပြန်80%လောက်ကိုဒီ microfiber ဒီ cloth ဒီအဝတ်ပေါ်မှာအရင်ဖြန်းရမယ်နော်ဒီလျှက်စစ်ပစ္စည်းပေါ်မှာဓာတ်ရိုက်မဖြန်းရဘူးအဲ့ဒါအရင်အရေးကြီးတယ်ဒီကိုတုံးမဲ့ဒီ microfiber အဝတ်ပေါ်မှာအရင်ဖြန်းလိုက်ပြီးမှဒီလျှက်စစ်ပစ္စည်းလေးကိုတုပ်ပြီးပေါ့နော်ချို့ဆိုရင်ဒီဟာလေးတုံးလာတော့ဆိုနေပေါတော်တော်လေးကိုကြာပြီးဒီဘူးလေးဆိုလာမှတော်တော်လေးချို့လှုပ်တဲ့စလှုပ်ခြင်းတော့ဆိုရေဘူးကအပြည့်ပဲပေါ့နော်အခုဆိုတော်တော်လေးခန်းပြောပြီးတကယ်လို့အရေးပြန်က80%ပါတယ်ဆိုရင်ဒီတိုင်းအဝတ်ပေါ်မှာဖြားပြီးဓာတ်ရိုက်တုပ်လို့ရတယ်တကယ်လို့အရေးပြန်ကဒီ61%လောက်ပါတယ်ဆိုရင်တော့လည်းရေတက်လေးနဲ့ရောပေးရမယ်နော်ဒီလိုမျိုးဒီလျှက်စစ်ပစ္စည်းလေးအကုန်လုံးချို့အဲ့လိုပဲလုပ်တာအဝတ်ပိုင်းလေးပေါ်မှာအရင်ဖြန်းတော့ဒီလျှက်စစ်ပစ္စည်းတွေ TV တွေဆိုအရင်ရေးကြည့် TV တွေပေါ်မှာဓာတ်ရိုက်မဖြန်းမိစင်နဲ့ဓာတ်ရိုက်သွားဖြန်းလို့ရှိတော့သွားပြီเนาะအဲ့လိုမလုံးမိစင်နဲ့အရင်ရေးကြည့်တယ်အဲ့လိုဆိုရင်ဒီအဝတ်ပိုင်းပေါ်မှာအရင်ဖြန်းပြီးမှတော့သူကဒီအရက်ပြဖြစ်တဲ့အတွက်ကြောင့်မလို့ပိုးမွားကိုလည်းတတ်စင်တယ်ပြီးလို့ရှိရင်လည်း6တော့လည်းအရန်မြတ်တယ်စက္ကန့်ပိုင်းအတွက်6သွားတယ်ပြီးအရန်စင်ပြီးပြောင်ထွက်သွားပါတော့ဒီမှာဆိုရင်တိတ်မတုံးတဲ့ဟာလေးဆိုပူဆိုးတယ်ချို့တို့ကတခါကြဒီဟာဆိုအများနဲ့တုံးနေကြမဟုတ်ဘူးဆိုရင်ဓာတ်လေးမှာထပ်ထားလို့ရှိရင်ဖုံးလေးအရန်များတယ်လေဆိုဒီမှာဆိုရင်အရေးပြန်တယ်ခဏလေးပဲစက္ကန့်ပိုင်းအတွင်းလေးပဲချို့တုံးလိုက်တာနဲ့တခါတည်း6ပြီးတော့ clean ဖြစ်သွားပါနော်အရင်တော့ဆိုရင်ချို့ deep clean ကိုလေ every Friday ချို့လုပ်တယ်အရင်ကပေါ့နော်တောက်ကြနေတိုင်းချို့က deep clean လုပ်တဲ့အကျင့်ရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့တောက်ကြနေမှာမဟုတ်ဘူးချို့အဆင်ပြေတဲ့နေ့လေပေါ့နော်ကိုဘာလို့ဆိုတော့နောက်ပိုင်းကျတော့ဒီ Friday ကကျတော့ချို့အရန်အလုပ်များတဲ့နေ့ဆိုတော့Friday မဟုတ်ဘူးချို့အားတဲ့အချိန်တိုင်းကိုချို့အိမ်မှာတရှိရတော့ချို့လုံနေကြပါတော့ဆိုရဲဒီလိုမျိုး iPad ကလေးတွေ iPad ဆိုရင်သူကလက်ဘွေရလေအရန်များတယ်လေဆိုရဲ iPad ရဲ့မျက်နှာပြင်ကိုဓာတ်ရိုက်မဖြန်းမိစေနဲ့အဲ့ဒါတော့အရေးကြီးတယ်ဆိုဒီ microfiber အဝတ်ကလေးပေါ်မှာဖြန်းပြီးမှဒီလျှက်စစ်ပစ္စည်းလေးကိုတုပ်ပေါ့နော်ဒီအရေးပြန်တော့တော့ဒီ germ လေးကိုတေးစေတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမြန်လေးခြောက်သွားတော့ကြိုက်တယ်ပြီးလို့ရှိရင်ဒီ water damage မဖြစ်ဘူးဒီမျက်နှာပြင်ပေါ်မှာဆိုရင်လေနောက်ပြီးလို့ရှိရင်ချိုထပ်မှာမနော်ဒီ alcohol ကိုလက်စစ်ပစ္စည်းပေါ်ဓာတ်ရမဖြန်းနဲ့နော်ဓာတ်ရမဖြန်းရဘူးနော် microfiber ပေါ်မှာပဲအရင်ဖြန်းပြီးမှဒီ screen လို့ keyboard လို့ mouse လေးနူးနူးညံ့ညံ့လေးတုပ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအပေါက်ကလေးတွေရှိအပေါက်လေးထဲမဝင်စေနဲ့နောက်ပြီးလို့ရှိရင် TV လေးပါလေးတုပ်မယ်ဆိုရင်လည်း power off လိုက်ပေါ့နော်အရင်နောက်တစ်ခုတတိထားရမှာလေဒီ bleach တွေပါလေမသုံးမိစေနဲ့เนาะပြီးလို့ရှိရင်ဒီဟာရောအရန်ကြီးဆူဆော့အောက်တယ်မလုံးနဲ့ပြီးလို့ဘာဖြစ်လို့လဲဆိုတော့ဒီ screen မှာရှိတဲ့ဒီခုတ်တေးလေးကလေ chemical ပါလို့ရှိရင်သူပြက်သွားနိုင်သူခုတ်တေးနဲ့လှုပ်ထားအောင်ဒီ screen မျက်နှာပြင်လေးကလေဆိုတော့ဒီဟာလေးပြက်သွားမှဆိုလို့ chemical မသုံးမိအောင်ချို့ကတော့ဒီလိုနည်းနဲ့ပဲချို့တရှင်းလှုပ်လာတာတော်တော်လေးကြာပြီပေါ့เนาะအဆင်ပြေလို့အဲကြောင့်မလို့အားလုံးချို့မျှဝေပေးလိုက်တာပေါ့เนาะနောက်တစ်ခုကလေတကယ်လို့ TV လေးပေါ်မှာလေဖုတ်လေအရန်များနေလို့ရှိရင်တော့ကြက်တောင်လေးနဲ့လေကြက်တောင်ရန်ကုန်လို့ဆိုတော့ကျင်းမွေးပြောတာကျင်းမွေးလေးနဲ့အရင်တခါလာနည်းနည်းလေး clean လုပ်လိုက်ပေါ့နော်ပြီးမှဒီအဝတ်ပိုင်းလေးမှာဖြန်းပြီးမှတုပ်ဆိုရင်ပို့ပြီးတော့ကောင်းတာပေါ့နော်ဘာလို့ဆိုဖုတ်ရန်များလို့ရှိရင်ဒီအစောနဲ့ဆိုရင်ကတ်သွားမှာဆိုလို့လေအဲဆိုကျင်းမွေးလေးနဲ့အရင်တရှိရဲလုပ်ပြီးမှလုပ်နော်ဟိုလိုမျိုးဖုတ်ရန်များတဲ့ TV လေးပေါ်မှာဆိုရင်လေနောက်တစ်ခုကလေချိုးအိမ်မှာသုံးတဲ့ပစ္စည်းလေးတွေလေတချို့ကလာမေးကြတယ်မမရေးလဲဒီဟာလေးဘယ်ကဝယ်လဲပေါ့နော်ဘယ်မှာဝယ်လို့ရလဲဆိုချိုးကတချို့ပစ္စည်းလေးတွေဆိုရင် Amazon မှာဝယ်တယ်ပေါ့နော်ဆိုရင်ချိုးဒီ Amazon မှာဝယ်ထားတဲ့ပစ္စည်းလေးတွေ link ကိုလေ comment မှာချပေးထားမယ်နော်အဆင်ပြေတဲ့သူတိုက်ရိုက်ဝယ်သုံးလို့ရအောင်လေနော်နောက်ဒီ printer လေးတွေဆိုရင်လည်းချိုးတာလည်း Amazon ဝယ်ထားတာပေါ့နော်ချိုးတော့မှဒါလေးထပ်ပြီးထားလားမသိဘူးဒီဟာလေးတွေဆိုရင်လည်းအကုန်လုံးချိုးကဒီအရေးပြန်လေးနဲ့ပဲတုပ်ပြီးတော့တရှိရလုပ်ပါတယ်အရင်ကဆိုရတော့အချိန်လေးနည်းနည်းပိုရတဲ့ချိန်လေးဆိုရတော့ချိုတေချာလေးရိုက်တယ်ပေါ့နော်ဒီ clean လေးဆိုရင်နောက်ပဲကျတော့လည်းတွေ့တာနဲ့မြင်လေးလှုပ်လိုက်တော့လေးမရိုက်ဖြစ်ဘူးပေါ့နော်ကလေးတွေကြည့်လိုက်ရင်မြပိုမြအားမလားလို့ပို့တာအလို့ရှူလာသေးတယ်ဒီချက်နောက်တစ်ချိန်ကျရင်တမီးနဲ့ဆံမနဲ့နောက်ထပ်ဟိုမှာရှိရနော်အဲ့ချိန်ကျရင်ဒီချက်ပြန်စစ်မှာနော်အဲ့ဒါလေးကြည့်သားနော်ဒီ
ဒီချက်ပြစစ်မှလာဒီနေ့ကောင်းတော့ဖွင့်အောင်ပေါ်လဲဒီကတော့ကြတယ်ဟာကျေးဇူးတင်တယ်နော်ဒီ အမလေးရတယ်အမလေးမလို့ဘူး ညီမလေးလေစက်တက်ရောက်တော့လာစက်တက်ရောက် အော်ဟာလားအေး ဘလို့ယူရဲစီတော့ပေါ့အချင်းယူနေစီတော့ဒါပေမဲ့စက်တက်ရောက်မအဲ့ဒီဒီမှာပဲစက်တက်ရောက်တော့ အေးဝမ်းသာလိုက်တော့ဟဲ့ ကျေးဇူးတင်တယ်လို့ ရတယ်အမလေးအဲ့လိုမျိုးပဲဖြစ်စေချင်တာစေပြစေချင်တာအားလုံးကိုလေအော်ခုနကလိုဝီစာတဲ့မြန်မာဆရာမကကလိုဝီလေးတဲပေးတဲ့ဆရာမဆိုပြီးတော့ကျွန်တော် online မှာတဲလိုက်တော့ဟိုလာမေးကြလေးဆရာမဘာတူလဲဆိုချိုဆရာမမိတ်ဆက်ပေးလိုက်တာကြောက်တာအသက်17ရောက်ရတယ်လေအဲ့ဒါကျေးဇူးတင်တယ်ဆိုတဲ့အကြာဆရာမလမ်းပြောနေတာအော်အားလုံးစင်ပြေသွားပြီပြီးတာပဲလေနော်ចောင်းသားလေးရောဆရာမရောအားလုံးစင်ပြေသွားရတော့ချုံဝမ်းသာပါတယ်လို့โอเคအဲ့လိုဆိုရင်ချိုဒီဗီဒီယိုလေးဒီမှာပဲဆုံးသတ်လိုက်မယ်နော်ချိုအရာလေးစစ်ပစ္စည်းလေးအကုန်လုံးတော့ချိုတော့ဒီနေ့နဲ့ပဲတရှိလောက်လာတာတော့ကြာပြီပေါ့နော်စံနှစ်ကျော်လာတော့ရှိပြီအဲ့လိုပဲရေဘူးလေးထက်မှအဲ့လိုလေးပဲဖြန်းတဲ့ဘူးလေးထက်မှအဲ့လိုပဲထက်ပြီးတော့ချိုကုံဝါလိုက်ပြက်ဖြစ်လိုက်ကုံဝါလိုက်ပြက်ဖြစ်လိုက်ပေါ့နော်ဆိုဒီလေးတက်ဆက်ဆိုရင်လည်းပန်ကာလေးတွေကြားထဲမှာလေတေချာလေးတရှိလုံးမှာဒီမှာနေလောင်နေပြီသူကတခါလို့ clean ဖြစ်လို့ရှိအစိမ်းလေးဖြစ်နေတယ်ဆိုခုတော့အားလုံးတရှိသွားပြီဆိုတော့ချိုတို့နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်အားလုံးစင်ပြေကြပါစေရှင်ဘိုင်ဘိုင်